အားလုံးပဲမင်္ဂလာပါမယ် new channel ကနေအားလုံးကြိုဆိုပါရစေ Manchester United အသင်းကကိုကြီး Old Trafford မှာမင်းညာက FA ကတတိယဆင်ပွဲစီ Brighton အသင်းကိုလက်ခံကစားပြီးတော့ 1-2 ဆိုတဲ့ဂျာလင်းနဲ့ချုံနေခဲ့တဲ့ပြိုင်ပွဲကနေနေကျွန်တော်နှုတ်ဆက်ထုတ်ခေါ်ခဲ့ရတာပေါ့ဗျာအဲ့ဒီပွဲစီအပြီးမှာယာယီနေပြ Direct Fletcher ကအသင်းနဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတဲ့ပြောဆိုမှုတွေရှိခဲ့ပါတယ်ဆိုတော့ကျွန်တော်ဆွေးနွေးသွားရအောင်ပေါ့ဗျာနေပြကပါတယ်ပြောဆိုတာမှုရှိကလေးဆိုတာပြီးလို့ချင်းလက်တလောထွက်ပေါ်လာတဲ့တည်တပုတ်ရှိပါတယ်ယာယီနေပြတော့ကောပါဗျာမိုက်ကယ်ကာယနဲ့ဆိုရှောက်ကိုအသင်းဘက်ကခဲဖို့တဲ့စီစဉ်နေတဲ့တိုးတော်လည်းပဲဂျက်စီဝေကောကမိုက်ကယ်ကာယကိုသဘောကျပြီးတော့အသင်းတာဝန်ရှိသူထိပ်ပိတ်ကောင်းဆောင်လူကတော့ဆိုရှောက်ကိုသဘောကျမှုတွေရှိတယ်ဒါနဲ့ပဲသဘောထားကွေးလေးမှုတွေရှိကြကြောင်းဖာပဆိုလိုမလုံးကပိုလို့ထွက်ပေါ်လာတဲ့တဲ့င်းကိုလေးကျွန်တော်ဒီကနေ့မှာဆွေးနွေးတော့ပါမယ်ဆိုတော့အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါပထမဆုံးပါဗျာမနေ့ကပွဲစဉ်နဲ့ပတ်သက်ပြီးတော့အဝေးလေးခန့်ကအခြေအနေကိုတဲ့င်းတော်ကမေးလာတယ်ဒါကိုကျွန်တော်ဖလန်ချာကတကယ်ကိုစိတ်ပြည့်မိပါတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော် FA ကကနေထွက်ခေါ်ရပြီလေပွဲပြီးမှပြည်သက်တွေတုံ့ပြန်မှုကိုကစားသမားတွေကမြင်ခဲ့ကြပါတယ်ဒါလည်းဖြစ်တဲ့တုံ့ပြန်မှုပေါ့အဓိကအချက်အနေနဲ့ကစားသမားတွေရာဆိုရင်စိတ်ကြနေပြီးတော့နာကျင်မှုတွေရှိနေကြတယ် Brighton ပထမကိုအပြီးမှာတုံ့ပြန်မှုတွေကအရန်နေခွေးခဲ့တာကိုမြင်ကြောင်းဖလန်ချာကဒီလိုမျိုးထောက်ပြပြောဆိုမှုတွေရှိခဲ့ပါတယ်ဆိုတော့ပွေးပြီးမှာကောဗျာပြည်သက်တွေကတကယ်ကိုလှောင်ပြောင်မှုတွေရှိတယ်တကယ်လည်းပဲဒီယာလင်းနဲ့ပတ်သက်ပြီးတော့လုံးဝဝေဖန်မှုတွေမကြင်မနှဲမှုတွေလည်းကျွန်တော်ရှိနေတာပေါ့သူတို့မပြောတဲ့ကိုရီအပြင်ကပြည်သက်တွေတောင်ဟုတ်တယ်မလား TV ဖန်သားပြင်ပေါ်ကကြည့်နေတယ် live ပေါ်ကကြည့်နေတဲ့ပြည်သက်တွေတောင်ဘယ်တော့တောင်ဒေါသဖြစ်စရာကျွန်တော်ရှိနေခဲ့တယ်ဒီကပွေးစီမှာဆိုရင်ပထမပိုင်းပဲကျွန်တော်ကြည့်တာဒုတိယပိုင်းမကြည့်ဘူးဒီနေ့ကြည့်တယ်ပြီးလို့ရှိရင်ဗီဒီယိုကြည့်တယ်အဲ့လိုမျိုးလုပ်နေတာစဉ်းစားကြည့်ဗျာကိုအတင်ကပထမပိုင်း12မိနစ်ပေးရတဲ့တကိုးကိုပြန်ပြီးတော့မချေပနိုင်ဘူးအသင်းကပထမပိုင်းရောဒုတိယပိုင်းရောဘလို့မှအဆင်မပြေပါဘူးကိုပေါက်ကန်သိမှုတွေဒရစဲရတယ်အဲ့ဒါကလည်းပဲမတည့်ကိုညာကကန်ထိနေတာလူပေးဖို့လုံးဝကိုသူ့မှာအစီအစဉ်မရှိဘူးရိုက်ကန်ထိမယ်ရိုက်ကန်ထိမယ်ဆိုတော့ကစားသမားတွေအနေနဲ့စိတ်တကြမှုတွေရှိတယ်နာကျင်နေမှုတွေရှိတယ်ပေါ့ဒါကိုလည်းပြည်သက်တွေကဒေါသထွက်နေကြတယ်ပြီးလို့ရှိရင်ပြည်သက်တွေဒီလိုမျိုးဖြစ်နေတာကိုလည်းကစားသမားတွေကမြင်ကြတယ်ပေါ့ထပ်ပြီးတော့ဗျာတရင်တော့ကအသင်းလူကြီးပိုင်းတွေနဲ့ပတ်သက်ပြီးတော့ခမရအနေနဲ့စကားပြောဖြစ်လာလို့ဖလဲချောင်းကိုမေးထားတယ်နေပြကပေါ့ဗျာမပြောရသေးပါဘူးပွေးပြီးတာနဲ့မီဒီယာအနေနဲ့စကားပြောရတယ်ကစားသမားတွေဝန်ထမ်းတွေနဲ့စကားပြောရတာနဲ့ပဲအချိန်ကုန်တော့လို့ပါအမုန်းဆောင်အရာကြီးတော့အိုမပါတာနေစနစ်တာဂျေဆူဝကောတော့ပွေးကြီးစင်မှာရှိပြီမလို့လက်တလောအနေထားမှာဆိုရင်စကားပြောနိုင်တဲ့အခြေအနေမချီသေးကြောင်းဖြေထားခဲ့တယ်ဆိုတော့ယာယီနေပြဖလဲချာကဒီတိုင်းဆိုရင်ပေါ့ဗျာဒီနှစ်ပွေးလောက်ရဲ့သူကကြိုက်တွေ့ခင်ရှိမှာအခုတည်င်းတွေထွက်နေတဲ့မိုက်ကယ်ကာရီနဲ့ဆိုချာဆိုရင်ယာယီနေပြနေရာမှာကြိုက်တွေ့ဖို့တည်းရှိနေတယ်ပေါ့ကျွန်တော်ပထမပြောသလိုပဲမိုက်ကယ်ကာရီကိုဂျေစီဝေကောကသဘောကျတယ်နီစီနီပိုင်တအားကိုကောင်းတဲ့အတွက်အိုလီဂနာဆိုချာကကစားသမားတွေအပြင်းကြောင်းနိုင်တဲ့နေပြဖြစ်တယ်ဒီလိုမျိုးအနေထားတစ်ခုမှာအသင်းတာဝန်ရှိသူတွေနဲ့ဂျေစီဝေကောတို့နဲ့ကသဘောထားကွဲလွဲမှုတွေရှိတာပေါ့ထဲပြီးတော့ဗျာတရေတော့ကနောက်တက်လာမယ့်နေပြအတွက်ခမရအနေနဲ့ဘယ်လောက်ထိမျော်လင့်ချက်ရှိတယ်ခဲခဲမှုတွေဘယ်လောက်ထိနေပြဘက်မှာတဲမှုရှိမလို့ဆိုပြီးတော့မေးရပါတယ်ဒါကိုဖလက်ချာကမန်ချက်စတာယူနိုက်တက်အသင်းကိုဘေးအချင်းပဲလာဒါကြီးမားတဲ့တာဝန်တစ်ခုဖြစ်တယ်ကျွန်တော်အမြင်မှာတော့ဗျာဒီဂျာတီမှာကစားဖို့ပွဲစီတဲ့အများကြီးကြံပါသေးတယ်ဒန်ယာကစားသမားတွေနောက်ပြီးတော့အာဖရိကဖလားပြိုင်ပွဲအတွက်တော်ရောက်ကစားနေတဲ့ပလေယာတွေကအခုဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တူပူးပေါင်းဖို့ရှိနေပြီးတော့လာမည့်ပွဲစီနဲ့ကျွန်တော်လူစုံတက်စုံနဲ့ပါဝင်ကစားဖို့ရှိမယ်ဥရောပလည်းချန်ပီယံလည်းဝင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အသင်းအတွက်အဓိကရင်မဲ့ချက်ဖြစ်တယ်ဆိုပြီးတော့ဖလန်ချာကကျွန်တော်တို့ဖြေထားပါတယ်ဒါကကျွန်တော်တို့အသင်းအတွက်အမေရိကန်ကောင်းမွန်တဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောရင်လည်းချင်းမှာပရီးမီးယားလိပွဲစီတွေရော FA ကပွဲစီတွေရောကျွန်တော်ကစားခဲ့တာပဲ FA ကပွဲစီမှာဆိုရင်လည်းပဲတိုက်စစ်ပိုင်းနံပါတ်10တို့ဘိုင်းတွေမှာသူရှိတယ်ဆိုပေမဲ့လို့အာမက်ဒီယာလိုတို့ဘရိုင်ယန်အမ်ဘမိုတို့လောက်အားကိုမရဘူးအဲ့ဒီပွဲစီမှာတော်တော်ကိုစိတ်ပြည့်လည်းပြည့်ဖြစ်နေတဲ့ကစားသမား3ယောက်ရှိပါတယ်နောက်တန်းမှာဆိုရင်လီနီယူရိုပြီးလို့ချင်းကျွန်တော်ဒီကိုထားလို့မတည့်ရဲ့ကွန်ညာတအားကိုဖြုံးတီးတာနဲ့တအားကိုဘာမှမလုပ်နိုင်တဲ့ကစားသမားတွေယူနေတဲ့အသင်းမှာလားစာပေးထားတာမတန်ဘူးဗျာနောက်ထပ်ကျွန်တော်မေးထားတဲ့အခြေအနေတခုကြည့်ကြရအောင်လက်ရှိအနေထားမှာပေါ့ဗျာအသင်းရဲ့တာဝန်ယူမှုဘိုင်းမှာဘလို့တွေရှိလဲဆိုပြီးတော့တင်တောက်ကမေးထားတယ်ဒါကိုဖလန်ချာကနေပြဓမ္မမို့ကျွန်တော်ဒါတွေကိစ္စတက်တက်မဟုတ်ပါဘူးကစားသမားတွေအကုန်လုံးစူးစိပြီးတော့တာဝန်ယူရပါမယ်မြင်မြင်ဆဲဆဲတိုးတော့အောင်လုပ်ရမယ့်အနေအထားတွေက
အသင်းတစ်ခုလုံးနဲ့ဆိုင်နေဆိုပြီးတော့နောက်ဆုံးအနေနဲ့ဖြေချခဲ့တယ်ဆိုတော့ကျွန်တော်တို့ချင်းမှာပြောသလိုပါပဲ Manchester United အသင်းတိုးတက်ဖို့ Manchester United အသင်းအခြေအနေကောင်းဖို့ဆိုတော့ကတဦးတယောက်တည်းနဲ့မရပါဘူးကစားသမားတွေဆိုရင်လည်းကစားသမားတွေဘက်မှာဆင်ပြေဖို့လိုတယ်ပြီးလို့ချင်းနေပြဆိုရင်လည်းကောင်းမွန်တဲ့နေစင်းတွေဘိုင်းတွေ viewer တွေကျွန်တော်လုပ်တဲ့ဖို့လိုတယ်အသင်းရဲ့ဘုံဖွင့်ဝင်တွေလူခေါ်ပေးဖို့အမေကဲဆုံးဖြစ်ဖို့လိုတယ်ပြီးလို့ချင်းအသင်းပိုင်ရှင်လုံလောက်တဲ့ငွေကြေးတွေကိုကျွန်တော်တို့ budget တွေကိုအမေကဲဆုံးချပေးနိုင်ဖို့လိုတယ်အမိုက်သိမ့်တာကအစားစဖို့မှုကအဆုံးဟုတ်တယ်မလားအဖက်ဘက်ကကိုတာဝန်နဲ့ကိုယူနိုင်ဖို့လိုပါတယ်ကစားသမားတယောက်တည်းနဲ့ပြီးတာမဟုတ်ဘူးနေပြတယောက်တည်းနဲ့ပြီးတာမဟုတ်ဘူးအသင်းရဲ့ CEO အသင်းရဲ့ technical နေပိုင်းဒါတယောက်နဲ့ပြီးတာမဟုတ်ဘူးဒါကအသင်းတစ်ခုလုံးအောင်မြင်ဖို့အသင်းတစ်ခုလုံးကျွန်တော်ပွဲစီနေမှာဆိုရင်အကောင်းဆုံးကြော်ဖြတ်နိုင်ဖို့ဖြစ်တဲ့နိုင်ဖို့တခြားသောအသင်းတွေနဲ့ရေပေါင်တဲနိုင်ဖို့ဆိုရင်အကုန်လုံးနဲ့သက်ဆိုင်မှုရှိတယ်ဆိုတော့စာသမားတွေဒါကမနေ့ကကိုရီ Old Trafford မှာ FA ကတတိယဆင့်ပွဲစဉ်ကစားခဲ့တဲ့ Brighton ကိုရှုံးနေပြီးမှဖလန်ချာကအသင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အနေအထားတွေပေါ့ဆက်ပြီးတော့ကျွန်တော်တို့လက်တလောထွက်ပေါ်လာတဲ့ဒီယာယီနေပြအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောကြည့်အောင်ဘယ်လိုတွေကျွန်တော်ပါဝင်ရှိမလဲဆိုတာနေပြအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်လို့ချင်းဖာပဇိုရိုမနိုကနေပိုလုံးထုတ်ပေါ်လာတာပေါ့ဗျာအသင်းနေစနေဒါတာချစ်စီဝေကောကပေါ့ဗျာမိုက်ကယ်ကားရက်ကိုခံဖို့အတွက်လုံးဝအပြည့်အဝယူကြထားတယ်ဒါပေမဲ့လို့အသင်းမှာသူနဲ့ယာထုတူညီနေမှုရှိတဲ့ပုဂ္ဂိုလ်နှုတ်ဦးဟာဆိုရင်တော့မိုက်ကယ်ကားရက်ထက်ကိုအိုလီဂနာဆိုးချောက်ကိုပုံမပြီးတော့သဘောကျနေမှုရှိတဲ့ဒီယာဒီအတွက်အမေကယ်ဆုံးပြင်မဲ့ထားဆောင်ပြောဆိုမှုတွေရှိခဲ့ပါတယ်ဆိုတော့ဒါကအသင်းနဲ့မကောင်းပါဘူးဘာဖြစ်လို့ဆိုတော့ယာယီနေပြအစင်းမရှိသေးတယ်နော်တကယ်တမ်းမန်ချက်စတာယူနိုက်တက်အသင်းကို300တီကိုင်မယ်400တီကိုင်မယ်အဲ့လိုမျိုးနေပြမျိုးဆိုရင်ဘယ်လိုတွေလုပ်မလဲမသိဘူးစဉ်းစားကြည့်ရလို့ချင်းပေါ့ဗျာမန်ချက်စတာယူနိုက်တက်အသင်းကအသင်းတာဝန်ရှိသူတွေနဲ့နေပြနဲ့အသင်းတာဝန်ရှိသူတွေနဲ့ကစားသမားတွေနဲ့အဲ့လိုမျိုးမဟုတ်တော့ဘူးသူတို့တာဝန်ရှိသူတွေကိုယ်တိုင်ကနေဗယံမတာဖြစ်နေတာဂျက်စီဝီကောကလည်းမိုက်ကယ်ကားရက်ကိုလိုချင်တယ်ဝီကောနဲ့ရာထူးတူတဲ့ပုဂ္ဂိုလ်နှစ်ဦးကဟိုကားရက်ကိုမကြိုက်ဘူးအိုလီဂနာဆိုးချက်ကိုကြိုက်တယ်အိုလီဂနာဆိုးချက်ကိုပဲအသင်းမှာယာယီနေပြပြနေခဲချင်နေဆိုတော့ဒီလိုအနေထားတွေမှာပေါ့ဗျာဘလို့မှအသင်းရဲ့လှုပ်ဆောင်မှုတွေကအားရကျင်နေစရာမရှိပါဘူးကိုအသင်းကပြောင်းလဲဖို့နေရာမှာကစားသမားခေါ်ဖို့နေရာမှာအသင်းတစ်ခုလုံးလှုပ်ဆောင်နေတဲ့ပုံစံတွေမှာဆိုရင်တူနဲ့တူညှိနှိုင်းမှုတွေတိုင်ပင်မှုတွေကဘောဓာတွေကိုယ်လင်းမှုရှိနေတယ်သူတို့အချင်းချင်းညှိလို့မရတဲ့အနေအထားတွေကျွန်တော်ရှိလာပြီဆိုတော့တစ်ဖက်ကလည်းကာရက်ကိုလိုချင်တယ်တစ်ဖက်ကလည်းဆိုးချောက်ကိုလိုချင်တယ်ဂျေစီဝီကောကတော့ချင်းပါတယ်ဆိုးချောက်ထက်ကိုမိုက်ကယ်ကာရက်ကိုသဘောကျတယ်နီစီနေပိုင်းကြေဝမှုရှိတယ်ပြီးလို့ချင်းကစားဖို့အပြောင်းလဲအလှည့်ကွက်တွေမှာလည်းလူထုတ်ပုံတဲ့လူစားပြောင်းလဲမှုတွေမှာဆိုရင်လည်းတကယ်ကိုလှုပ်ဆောင်နိုင်တဲ့နေပြတစ်ယောက်ဖြစ်တယ်ပေါ့ပထမတော့မိုက်ကယ်ကာရက်ကပေါ့ဗျာဆိုးချရဲ့နောက်မှကျန်နေတယ်အခုမှတော့ဆိုးချထက်ကိုမိုက်ကယ်ကာရက်ကနံပါတ်1နေရာကိုရောက်ရှိပြီးတော့ဒီကနေ့ညလုံးမှာပဲအသင်းရဲ့ယာယီနေပြနေရာကိုကြီးညာလာဖို့ကျွန်တော်တွေ့ရပါတယ်ဆိုတော့ပရိသတ်တွေကြားမှာလည်းဆိုးချကိုသဘောကျတဲ့လူရှိမယ်ပြီးလို့ချင်းမိုက်ကယ်ကာရက်ကိုသဘောကျတဲ့လူရှိမယ်တေချာတစ်ခုကဒီနေပြ2ယောက်ကမန်ချက်စတာယူနိုက်တက်အသင်းမှာကျင်းနေကစားခဲ့တဲ့နေပြတွေဖြစ်တယ်သူတို့ဟာဆိုရင်ကစားသမားဘောမှာအမေကစုလုပ်ပြတဲ့အပိုင်းတွေရှိတယ်မိုက်ကယ်ကာရက်ဆိုရင်လည်းကိုအသင်းနဲ့လုံးဝကိုပုံစံကောင်းတွေပြခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့ကြည့်ရမှာပဲယူနိုက်တက်အသင်းကဆိုးချကိုခံမလားတူရီမော်လို့ချင်းမိုက်ကယ်ကာရက်ကိုယာယီနေပြအနေနဲ့ခံရဖို့ရှိမလားဆိုတာဒီညကျွန်တော်တည်ထွက်ပေါ်လာတဲ့အနေအထားတခုကြည့်ရမယ်ညီကိုတို့အနေနဲ့ကဒီနေပြ2ယောက်ထဲမှာဘသူကိုသဘောကျလဲခင်ဗျားတို့ဘယ်လိုယူဆမိလဲကျွန်တော်မြင်ပြောလို့ချင်းအိုလီဂနာဆိုချတဲ့မိုက်ကယ်ကာရက်ကိုပို့ပြီးတော့ကျွန်တော်အလေးတာမိနေကာရက်အနေနဲ့နီစနီပိုင်းတွေမှာအမေကစုလုပ်တယ်အိုလီဂနာဆိုချကဒီတရားဒီယာယီနေပြပေးကင်တွေရမှာနောက်ရသည်မှာကျွန်တော်အသင်းကိုနေပြသေးရောက်လာဖို့ရှိတယ်ဒီလိုပုံစံမှာလက်ကျန်ပွဲစဉ်တွေကိုနီစနီပိုင်းအမေကစုနဲ့ကစားပေးနိုင်ဖို့လိုတယ်နိုင်ပွဲရရှိမှုလိုတယ်ဒါအသင်းတဲ့လုံးဝလိုရရှိရှိတယ်ရေရှည်တစ်ခုမှတော့ဗျာနေပြတဲ့ကဘယ်သူလာမလဲလေယာထားတဲ့စီးနေမှာတော့ကျွန်တော်တကယ်ထိတ်တဲ့နေပြတဲ့ပါဝင်တဲ့အတွက်စောင့်ကြည့်ရမှာပေါ့ဗီဒီယိုလေးကဒီတော့ပါပဲနောက်ထပ်ယူနေတဲ့အသင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်စူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်
ကျေးဇူးအားပေးတဲ့ညီကိုတူတယောက်စီတည်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲโอเคပါ